တင်တိအတိုင်းအသေးအတန်သေဆုံးမှုဖြစ်စေသောနှလုံးရိုက်ခြင်းယောဂ၏အဓိကအကြောင်းရင်းမှာ atherosclerosis ဖြစ်သည် intervention နဲ့ cardiology နည်းပညာတိုးတက်မှုကြောင့်လူနာများအသက်ငယ်နိုင်သည့်အခွင့်အလမ်းကြီးမားလာသည်လူတွေနှလုံးရိုက်ခြင်းနဲ့လာတဲ့အခါကျွန်တော်တို့ကအရေးပေါ်ဖြစ် primary angioplasty နဲ့စတင်တက်ဆင်ခြင်းလုပ်ပါတယ်။ဒါကြောင့်မကြာသေးခင်ကစပြီးလူနာရီတွေက16%ကနေ18%ထိအသက်ငယ်နိုင်ခဲ့ပါတယ်။ကျွန်တော်တို့က angioplasty ကိုနှစ်ခွဲနေတဲ့သွေးကြောတွေအဓိကပတ်ဝင်သွေးကြောတွေရေရှည်ပိတ်နေတဲ့သွေးကြောတွေတိလေးသွေးကြောတွေမှာပါလုံနိုင်ပါတယ်။ထို့ပြင်လူငယ်တွေနဲ့အသက်ရမ်းကြီးရဲ့လူနာတွေအသက်ကိုဆက်ကြော်တဲ့သူတွေထိပါ angioplasty လုပ်နိုင်ပါတယ်။နှလုံးသွေးကြောဆိုင်ရာ intervention တွေကလွယ်ပြီးနှလုံးအဆိပ်ရောဂါရှိတဲ့လူနာတွေကိုပါကောင်းကောင်းကုသနိုင်ပါတယ်။ယခုတော့ကျွန်တော်တို့က Deodo transcatheter လုပ်ငန်းစဉ်တွေကိုလည်းလုပ်နိုင်ပါပြီ။ဥပမာ TAVR သို့မဟုတ် Thermonelan တွေနဲ့အစစ်ပြောင်းတာသို့မဟုတ်နှလုံးထဲမှာရှိတဲ့ပေါက်တွေကို as device တွေနဲ့ပိတ်တာသို့မဟုတ် Follow-up ပိတ်တာတွေကိုပါလုပ်နိုင်ပါတယ်။တစ်ခုထပ်မံပြီးအရေးကြီးပြီးစိန်ခေါ်မှုကြီးတဲ့ယောဂကတော့ aortic dissection နဲ့ aortic aneurysm တွေပါဒီယောဂတွေကအရင်တုန်းကတော့ခွဲစိတ်ကုသမှသာဖြေရှင်းနိုင်ခဲ့တာပါယခုတော့ endovascular stent grafting, TAVR နဲ့ Everest တို့လိုနည်းပညာတိုးတက်မှုတွေနဲ့အတူဒီယောဂတွေကိုလူနာကိုခွဲစိတ်ဖွင့်စရာမလိုပဲ transcatheter နည်းလမ်းတွေကိုအသုံးပြုပြီးအလွယ်တကူကုသနိုင်လာပါပြီpacemaker နဲ့ critical kit device therapy တွေလည်းကျွန်တော်ရဲ့ထပ်ဆောင်စိတ်ဝင်စားမှုနဲ့ပဲတစ်ခုဖြစ်ပြီး arrhythmia ရှိတဲ့လူနာတွေနှလုံးခုန်နေတဲ့သူတွေကိုလည်းယနေ့ခေတ်မှာအဆင့်မြင့်ဆုံး pacemaker တွေနဲ့အလွယ်တကူဖြည့်ရှင်းနိုင်ပါတယ်ကျွန်တော်တို့ကလည်း refractory hypertension ဖြစ်တဲ့အမှုတွေကိုကင်တွယ်ကုသပါတယ်တခုပြောရရင်C56မျိုးသုံးတော်လဲသွေးပေါင်မထိန်နိုင်တဲ့လူနာတွေလည်းရှိပါတယ်ဒီလိုအတွက်ကျွန်တော်တို့မှာ renal denervation therapy လို့ခေါ်တဲ့နည်းပညာသစ်တွေရှိပြီးဒါကတော့ကြောက်ကသွေးကြောတွေကို catheter ထည့်ပြီး radio frequency လျှက်စစ်စီကြောင်းပေးခြင်းဖြင့်ထိန်းခတ်တဲ့သွေးပေါင်မြင့်လူနာတွေအတွက်သွေးပေါင်ကိုထိန်းနိုင်အောင်ကုသနိုင်ပါတယ်ကျွန်တော်တို့ကုသနေတဲ့နောက်ထပ်တိုးတက်မှုတွေထဲမှာတော့ရှားပါသောနှလုံးရောဂါတွေပါဝင်ပါတယ်ဒါတွေက coronary artery တွေမှာ aneurysm ဖြစ်ပေါ်လာတာဖြစ်ပြီးရခင်ကဆိုရင်ဒီလိုအခြေအနေတွေကအလွန်အန္တရာယ်ကြီးပြီးအသေးဆုံးမှုမြင့်တဲ့အခြေအနေတွေပါပဲအခုတော့ကျွန်တော်တို့က coverage stent တွေတုံးပြီးကုသနိုင်လာပြီး cold တွေထည့်ပြီး aneurysm တွေကိုခွဲစိတ်မှုမလိုပဲပိတ်နိုင်လာပါတယ်နှလုံးရောဂါတွေကိုဆေးဝါးဖြစ်စီမံခန့်ခွဲခြင်းမှာလည်းအလွန်တိုးတက်မှုကြီးတွေရှိလာပြီးဒါကလည်းလူနာမျိုးမျိုးကိုကင်တွယ်ကုသရာမှာကျွန်တော်တို့အတွက်အားတက်စေတဲ့အရာတစ်ခုပါပဲ။